ရင်ပြည်နယ်မြဝတီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကနယ်လီစခန်းရွှေအေးမြိုင်ဖျားကုန်းစခန်းတေဘောဘူစခန်း၃ခုကို KNL နဲ့ပူးပေါင်းပြီးအဲ့ဒီကတိုက်ခိုက်လာခဲ့တာအခုဆိုရင်စခန်း2ခုကိုတိတ်ပိုက်ရရှိပြီးသွားပြီဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီကနေ့ဟာရွှေကရင်တွေရဲ့ခေတ်တစ်ခေတ်ကိုပြန်ရောက်လာခဲ့ပြီဟောအခုလာ2025မှာကရင်တော်လေလက်နက်ကိုင်တွေဟာအင်တိုက်အားတိုက်ခိုက်လာတာကိုဘုရားတို့မြင်ရတွေ့ရတယ်တကယ်ကိုအားရကျဉ်းစရာကောင်းတယ်မြန်မာနိုင်ငံအောင်ဆန်းအတ္တလီနုအတ္တလီစာချုပ်ချုပ်ပြီးတော့1948ခုနှစ်မှာလွတ်လပ်ရေးရခဲ့လွတ်လပ်ရေးရပြီး6လပဲအကြာ1949ခုနှစ်မှာပထမဦးဆုံးတော်လှန်ရေးလုပ်ခဲ့တာဒီကရင်နီပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်ကရင်နီရဲ့တော်လှန်ရေးဟာလွတ်လပ်ရေးနဲ့အတူတူပေါက်ဖွာလာတယ်လို့ပြောရင်လုံးဝမမှားဘူးပေါ့ဗျာကရင်နီရဲ့တော်လှန်ရေးဟာဘယ်လောက်တောင်အောင်မြင်ခဲ့တယ်လဲဆိုရင်အင်းစိန်ခဝဲကြံထိရောက်ရှိခဲ့တယ်ပေါ့နော်အဲ့ဒီတော့ကမြန်မာနိုင်ငံဦးနုဦးဆောင်တဲ့အစိုးရကိုနိုင်ငံတကာကဘယ်လိုအရှုံးဖောက်ပြီးဟာသားလုပ်ပြီးတော့ခေါ်ဆိုခဲ့တယ်လဲဆိုရင်မြန်မာနိုင်ငံအစိုးရရဲ့နယ်နိမိတ်ဟာရန်ကုန်မြို့လေးတိတိလေးပဲကျန်တော့တယ်ရန်ကုန်အစိုးရဆိုပြီးတော့ပြောင်းလောင်ပြီးတော့ဦးနုအစိုးရကိုခေါ်ခဲ့ကြတယ်ဟောရန်ကုန်မြို့လေးတိတိလေးပဲကျန်တယ်အဲ့ဒီခေတ်တုန်းကရန်ကုန်မြို့ဆိုတာရွှေရကုံဖျားနဲ့စုလေဖျားပတ်လေကိုဒါရန်ကုန်မြို့လို့ခေါ်တယ်ပေါ့နော်ကရင်နေရန်ကုန်ထိတက်ပြီးတိမ့်ပိုက်တာမင်္ဂလာတုံလေစိတ်တောင်တိမ့်ပိတ်ခံရတယ်ပေါ့နော်မင်္ဂလာတုံလေစိတ်ထိကိုတိမ့်ပိုက်ခံရတယ်စုလေနဲ့ရွှေရကုံဖျားပတ်ရန်ကုန်မြို့လေးပဲကြံတော့တယ်ပေါ့နော်မကြာသေးခင်2ပတ်လောက်တော့က KNDO စစ်ဦးချုပ်ကလည်းပဲကျုံသွားတာရှိတယ်အင်းစိန်မြို့မှာ KNDO ရဲ့ဂျုံချုပ်ကိုပြန်ဆိုင်အောင်ကြိုးစားမယ်ပြန်ဆိုင်နိုင်အောင်ကြိုးစားမယ် KNDO ရဲ့စစ်ဦးချုပ်ရုံးကိုအင်းစိန်မှာပြန်ဆိုင်နိုင်အောင်ကြိုးစားမယ်ဟောအခုကရီတော်လေးလက်နက်ကိုင်တွေဟာအဲ့ဒီ1949ခုနှစ်တုန်းကကရီရီမှန်းချက်ကရီအောင်မြင်မှုကရီနေရဲ့ကြော်ကြားမှုကိုဒီကနေ့အမှန်အကန်တိုက်ပွဲဝင်လာခဲ့ပြီပေါ့နော်ဒါအင်မတန်မှဝမ်းသာဂုဏ်စရာကောင်းတယ်အခုဆိုရင်ကရင်ပြည်နယ်နယ်စပ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကနယ်လီစခန်းရွှေအေးမြိုင်ဖျားကိုစခန်း2ခုကိုတောင်မှနော်တရက်ထဲနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်တေဘောဘူစခန်းမှာဆိုလို့ရှိရင်လည်းဘယ်တော့တော့အောင်မြင်မှုတွေရနေတယ်လဲဆိုရင်အင်အား80ပါတဲ့စစ်ကြောင်းကို KNL နဲ့ပူးပေါင်း PDF တွေကခြေမုပ်တိုက်ခိုက်တာနော်အကြမ်းဖက်စစ်သား30ကျော်ကိုတော့အရှင်းလက်လက်ဖမ်းဆီးရရှိနိုင်ခဲ့တယ်အကြမ်းဖက်စစ်သား30ကျော်ကိုတော့အရှင်းလက်လက်ဖမ်းဆီးရစစ်သားအများအပြားတေဆုံးတယ်လက်နက်ခဲယမီးကြောက်တွေအများကြီးရရှိတယ်ဗျာနောက်ဒုတရမှုအပါဝင်စစ်သား20ကျော်ကိုအခုထိုင်းမှုထွက်ပြေးတဲ့အတွက်ကြောင့်ထိုင်းစစ်တပ်ကဖမ်းဆီးထားတယ်ဟောဒုတရမှုအပါဝင်စစ်သား20ကျော်ကိုထိုင်းဘက်ကိုထွက်ပြေးသွားတဲ့အတွက်ကြောင့်ထိုင်းစစ်တပ်ကဖမ်းဆီးထားတယ်အဲ့တော့မကြာခင်မနက်ဖြန်တပတ်ကဆိုရင်တေဘောဘူစခန်းကိုတိတ်ပိုက်ရရှိတော့မှာပဲဖြစ်တယ်ပေါ့နော်အခုဆိုရင်ကရင်တော်လှန်ရေးလက်နက်ကိုင်တွေကထိုင်းမြန်မာနယ်စပ်တီးတက်နော်ထိုင်းမြန်မာနယ်စပ်တီးတက်ကိုစခန်းပေါင်း10ခုကိုတော့တိမ့်ပိုက်ထားနိုင်ပြီပဲဖြစ်တယ်ဗျာနော်ပူလူတူစခန်းခလက်ဒေးစခန်းတခေါဘီခွိစခန်းမော်ဖာသူစခန်းတာလေစခန်းမဲလစခန်းမော်ဖိုးကေစခန်းဗလက်တူစခန်း
နယ်လီစကန်ရွှေအေးမြိုင်ဖျားကိုစကန်ဟောစုစုပေါင်းစကန်ပေါင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်ပေါင်း10ခုကိုသိပ်ပိုက်ထားနိုင်ပြီပဲဖြစ်တယ်အခုဆိုရင်ကရင်တော်လိုင်းလက်နက်ကိုင်တွေကမြဝတီမြို့နယ်ဖျားသုံးစုမြို့နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့နယ်ဖာပုံမြို့နယ်တန်တောင်မြို့နယ်ဟောအကုန်လုံးကိုတိုက်ပွဲတွေဆက်တိုက်နေတာနောက်တစ်ခုက KNU တပ်မှ123ဟောတထုံခရိုင်တောင်ငူခရိုင်ညောင်လေးပင်ခရိုင်အဲ့ဒီခရိုင်ကြီး3ခုမှာလည်းပဲတိုက်ပွဲတွေဒလက်ဆက်ထိုးစစ်စစ်တိုက်ခိုက်နေတယ်ဟောတနင်္လာရီတိုင်းထဝယ်ခရိုင်မှာလည်းပဲအခု KNU တပ်မှ4ကဥဆောင်ပြီးတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထီကီစခန်းကိုလည်းတင်ပြီးသွားပြီဟောဘလောက်အောင်မြင်နေတယ်ကဲစဉ်းစားကြည့်နော်ဒါကြောင့်အခု KNU တပ်မဟာ1ကနေပြီးတော့တပ်မဟာ9ထိကိုဟောမခိုမကတ်ဖဲနဲ့တကယ်ကိုစစ်တိုက်ခဲ့ပြီပေါ့နော်တကယ်ကိုစစ်တိုက်ခဲ့ပြီနော်ဒီကနေ့2025မေလမှာစစ်မတိုက်တဲ့ခိုကတ်နေတဲ့ကရီတော်လေးလက်နက်ကင်ဆိုတာမရှိတော့ဘူးတကယ်တိုက်နေခဲ့ပြီဒါကြောင့်ရွှေကင်ရဲ့ခစ်ကိုပြန်ရောက်လာခဲ့ပြီ KNDO စစ်ဦးစီးချုပ်ကျုံးသွားတယ်လို့နော်မကြခင်လပိုင်းအတွင်းမှာအစ်စိန်မှာ KNDO ရဲ့စစ်ရုံးချုပ်ကိုပြန်စိုက်နိုင်မလားဆိုတာကိုဘို့တို့ဒါစောင့်ကြည့်ရတော့မှာပဲဖြစ်တယ်ပေါ့ဗျာနော်နောက်တစ်ခုက KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမှာအရေးပေါ်ဆင့်သက်ခဲ့ရတဲ့စစ်ကောင်စီရဲ့ MI စက်ကောရဟတ်ရင်အခု KIA ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခံရတဲ့ဓာတ်ပုံတွေကိုဒီကနေ့ဆိုရှယ်မီဒီယာပေါ်မှာထုတ်ပြလာခဲ့တယ်ဟောတော်တော်မိုက်တယ်နော်မကြသေးခင်ရက်တပတ်တုန်းက KIA ကရွှေကူနဲ့ဗမော်မှာစစ်ကောင်စီရဲ့ MI ရဟတ်ရင်2စီးကိုဖျက်ဆီးပစ်လိုက်နိုင်ခဲ့တယ်။တစီးကတော့ချက်ချင်းဆိုသလိုပဲမီးလောင်ပျက်စီးသွားတယ်။တစီးကတော့ရွှေကူမှာအရေးပေါ်ဆင်းသက်တယ်။အဲ့ဒီအရေးပေါ်ဆင်းသက်တဲ့ရဟတ်ရင်ကို KIA ကဒရုန်းနဲ့ပဲဘုံကျဲတိုက်ခိုက်နိုင်ခဲ့တယ်။ဒါကြောင့်ဒီတပတ်အတွင်းမှာပဲ KIA ဟာရဟတ်2စီးကိုဖျက်ဆီးပစ်လိုက်နိုင်ခဲ့တယ်ပေါ့နော်။ဒါတကယ်ဝမ်းမြောက်စရာကောင်းတဲ့တယ်ပဲ။အဲ့ဒီရွှေကူမြို့မှာအရေးပေါ်ဆင်းသက်သွားတဲ့ရဟတ်ကို KIA ကဘုံကျဲတိုက်ခိုက်ဖျက်ဆီးတဲ့ဓာတ်ပုံတွေကိုဒီကနေ့ဆိုရှယ်မီဒီယာပေါ်မှာထုတ်ပြခဲ့တယ်ပေါ့နော်။ဒါအရန်ကိုအားတက်စရာကောင်းပါတယ်။အရန်ကိုအားတက်စရာကောင်းတယ်ပေါ့နော်။နောက်တစ်ခုကဟိုတို့မိဘပြည်သူတွေလိုလားတောင်းတကြားကျင်နေတဲ့သတင်းကဟော PDF တွေတိုင်းသားလက်နက်ကိုင်တွေစီလုံးညှဉ်းညွတ်သွားပြီဆိုတဲ့သတင်းနော်ဒီတစ်ပတ်အတွင်းမှာပဲမုံပြည်နယ်မှာရှိတဲ့မွန်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေကအကုန်လုံးစုပေါင်းပြီးတော့ရာမင်ညမွန်တက်တော်ဆိုပြီးတော့တစ်ခုတည်းကိုဖွဲ့စည်းလိုက်တယ်ဟောမွန်နေစီလုံးညှဉ်းညွတ်သွားကြပြီဒါဟာအယံဝမ်းသာစရာကောင်းတဲ့သတင်းပဲမွန်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေအားလုံးကိုပေါင်းပြီးတော့ရာမင်ညမွန်တက်တော်ဆိုပြီးဖွဲ့စည်းလိုက်တဲ့အချိန်မှာပဲမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တွေကတစ်ဖွဲ့ဖြစ်တဲ့ TNLA နဲ့မဟာမိတ်ဖွဲ့စည်းခဲ့တယ်မဟာမိတ်ဖွဲ့စည်းခဲ့ပြီးတော့ဘုံရံပြည်သူဖြစ်တဲ့စစ်ကောင်စီကိုပူးပေါင်းပြီးတော်လှန်သွားမယ်ဆိုတဲ့ထောက်ပြန်ကြေညာချက်တွေကိုဘို့တို့တွေ့ကြရတယ်ဒါအင်မတန်ဝမ်းသာစရာကောင်းတယ်အခုလည်းပဲ KIA နဲ့ TNLA တို့နော်မဟာမိတ်အဖြစ်ဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကိုပူးပေါင်းပြီးတော့တိုက်ပွဲဝင်သွားမယ်ဒါအလွန်အင်မတန်မှချစ်စရာကောင်းတဲ့သတင်းတွေပဲနော် KIO နဲ့
TNLA ဟာမဟာမိတ်အဖြစ်ဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ပွဲဝင်သွားမယ်ဒါတော်တော်လေးကိုအားရကျဉ်းနှက်เสียကောင်းတယ်ဗျာနော်အခုဘုံဘုံတို့ຫນွေဦးတော်လိုက်ရေးကဘယ်နိုင်ငံမှတကယ်ဆိုအကိုးစရာမလိုဘူးဘုံဘုံတို့တိုင်းရင်းသားတွေနဲ့ကိုတော်လိုက်အောင်မြင်တယ်နော်လေတက်နဲ့ရေတက်မပါကြီးတက်ပဲဆိုရင်တိုင်းရင်းသားတွေနဲ့မင်းအောင်လိုက်စစ်တပ်နဲ့ရှေ့တိုင်းရင်းသားတွေကပို့ပြီးအေးအားများတယ်နော်တကယ်ကိုများတယ်အများကြီးပဲမစည်းလုံးမညီညွတ်ကြလို့သားလဲမစည်းလုံးမညီညွတ်ကြလို့သားလဲအာနာရှင်တွေကတတ်ဆိုးချီနေကြတာတကယ်တမ်းတိုင်းရင်းသားတွေအကုန်ပူးပေါင်းလိုက်ရင်ကြီးတက်အင်အားဟာစစ်ကောင်စီထက်အများကြီးတာတယ်နော်စစ်ကောင်စီတဲ့10ဆလောက်တာတယ်ပေါ့နော်နောက်တစ်ခုကပဲခူးတိုင်းတောင်ဦးခရိုင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်တာစစ်သားအကြမ်းဖက်စစ်သား10ယောက်သေဆုံးပြီးတော့အကြမ်းဖက်စစ်သား9ယောက်ကိုအရှင်းလက်လက်ဖမ်းဆီးရရှိခဲ့တယ်ဟော18ယောက်ပြုတ်သွားပြီ10ယောက်သေတယ်9ယောက်ကိုအရှင်းလက်လက်ဖမ်းဆီးနိုင်ခဲ့တယ်နော်နောက်တစ်ခုကပဲခူးတိုင်းအုပ်ဖို့မြို့နယ်ထမ်းပင်ကုန်းကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးလက်နက်ကိုင်တွေကဝင်ရောက်တိုက်ခိုက်တာအကြမ်းဖက်စစ်သား10ယောက်သေဆုံးပြီးတော့အဲ့ဒီအကြမ်းဖက်စစ်သားတွေရဲ့စခန်းကိုတော်လှန်ရေးလက်နက်ကိုင်တွေကမီးရှို့ရှင်းလင်းခဲ့တယ်မီးရှို့ရှင်းလင်းခဲ့တယ်နောက်တစ်ခုကပဲခူးတိုင်းလက်ပံတန်းမြို့နယ် PDF တွေကိုဂရုမစိုက်ဘူးကြိုက်တဲ့ PDF ထွက်ခဲ့ဆိုပြီးတော့ PDF တွေကိုစိန်ခေါ်တဲ့ယာအိမ်မှုထွန်းကိုဒီကနေ့ပြစ်ခတ်ခံရပြီးတော့မာလကီယာဖြစ်သွားတယ်နောက်တစ်ခုကမန္တလေးတိုင်းမြင်းကြံမြို့ပေါ်မှာရှိတဲ့ခရိုင်ရုံးရဲတင်တန်းကျောင်းဈေးကြံစစ်တပ်နဲ့စကဝါဂိတ်ကို PDF တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်တာပြူစောတိ10ယောက်သေဆုံးပြီပြူစောတိ10ယောက်တော့သေဆုံးသွားတယ်နော်မြင်းကြံမြို့ပေါ်မှာရှိတဲ့ခရိုင်ရုံးရဲတင်တန်းကျောင်းဈေးကြံစစ်တပ်ဂိတ်နဲ့စကဝါဂိတ်တို့ကို PDF တွေကတပြိုင်နက်တည်းဝင်တိုက်တာပြူစောတိ10ယောက်တော့သေဆုံးသွားတယ်အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံမှာနာမည်ကြီးဘိုးမိုက်ခဲဥဆောင်တဲ့မြင်းကြံဘလက်တိုက်ကားအဖွဲ့ကဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့ဟောမြင်းကြံမှာဆိုလို့ရှိရင်ဒါနာမည်ကြီးမြင်းကြံဘလက်တိုက်ကားအရန်တော်ပါတယ်ပေါ့နော်နောက်တစ်ခုကမန္တလေးတိုင်းတောင်သာမြို့ပေါ်မှာရှိတဲ့မြေစရင်ယုံအခွန်ဦးစီးဌာနယုံအမှတ်2ရက်ကွက်အုပ်ကြီးနေအိမ်ကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်တာနော်အကြမ်းဖက်စစ်သားတွေအကုန်လုံးထွက်ပြေးကုန်တယ်ဟောခွေးပြေးဝက်ပြေး2024ခွေးတော်ဝက်သား2025အခု2025မှာအကြမ်းဖက်စစ်ကောင်စီတွေကခွေးသွားဝက်သွားတယ်လို့ကိုတွားရတယ်ပေါ့နော်နောက်တစ်ခုကစကိုင်းတိုင်းရွှေဘုံမြို့နယ်ကျေးရွာ3ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီကို PDF တွေကဒရုန်းနဲ့တိုက်ခိုက်တာအကြမ်းဖက်စစ်သား3ယောက်သေဆုံးပြီ3ယောက်တော့သေဆုံးသွားတယ်နော်အကြမ်းဖက်စစ်သား3ယောက်တော့သေဆုံးသွားတယ်